မြန်မာတက္ကရာနှစ်သက်မင်္ဂလာ1389ခုနှစ်မှာစနေသားသမီးရဲ့ကံကြမ္မာကန်ဆာတာဟော့စတန်လေးကိုတင်ပြဆွေးနွေးဟောပြောပေးသွားကြပါမယ်။စနေသားသမီးများဟာ2025ခုမြန်မာတက္ကရာ1389ခုနှစ်မှာဒုတိယကံထိုးခြင်းကန်ဇာတာရှင်ကံကောင်းသောစာတာရှင်တွေဖြစ်တယ်။အထွန်ဖွာအထွန်နှက်ခတ်အထွန်ထိပ်ဖြာအထွန်ထိပ်ခေါင်းမှာကြားရောက်တဲ့စာတာရှင်တွေလက်ကမ်းမမီတဲ့ကိစ္စရက်တွေလက်ကမ်းမိမယ်တနည်းအားဖြင့်မြောင်လင်းချက်ကဲမန်းနေတဲ့ကိစ္စရက်တွေလည်းအောင်မြင်နိုင်မယ်တနည်းအားဖြင့်လောင်စာစီလုပ်ငန်းတွေ gas ထင်းမီးသွေးဓာတ်ဆီဒီဇယ်စသဖြင့်ရောင်းရည်ဝယ်ရည်ရွှေငွေဒေါ်လာစီးပွားစာတာနဲ့ပတ်သက်ပြီးတမှုအကျိုးပေးသွားမယ်တမှုထူးခြားသွားတဲ့ကောင်းကျိုးတို့ဖော်ဆောင်နိုင်မယ်တည်ယူပို့ဆောင်ရေးစိုက်ရန်ရခရီးသွားလုပ်ငန်းနိုင်ငံရခြားကိစ္စရက်တို့လည်းအောင်မြင်နိုင်မဲ့စာတာရှင်တွေဖြစ်ကြတယ်ထိုလုပ်ငန်းကိုင်ငံထိုလုပ်ငန်းအမျိုးအစားတို့ခါလေတပ်ဖန်ကောင်းကျိုးပေးမဲ့စာတာရှင်တွေဂယုစိုက်ပေးရမှာကကြာမကြီးနဲ့ပတ်သက်ပြီးတော့ဂယုစိုက်ပေးရမယ်အစုံနှလုံးရောဂါတန်ရဖြင့်ထိတ်လန့်ဖွဲ့ရကိစ္စရက်တွေမတော်တဆထိတ်ကအနာတရားရှေခောက်လဲကြတာတွေထွက်တန်ယူဖြစ်တာအမြင့်ပေါ်ကပြုတ်ကြတယ်ဝေဒနာမျိုးတွေကြုံရတတ်တယ်တနည်းအားဖြင့်စားအနေနဲ့စားတာဆက်ဆက်တာမှာဆိုလို့ရှိရင်ဂယုစိုက်ပေးရမှာကတတိပြုတ်ပေးရမှာနော်စနေသားသမီး9နှစ်19နှစ်22နှစ်26နှစ်29နှစ်34 39တိုက်ရွက်ဇာတာရှင်တွေအထုဇာတာအညာထဲမှာရှိတဲ့အတွက်ဂယုစိုက်ပေးဖို့တတိပြုတ်နိုင်ကိုဆရာမေတ္တာရက်ခတ်တယ်အဝါရောင်စိတ်နှူးရောင်အကျော်ပေးမယ်တဏှာဖြင့်ကြောင်းအကျော်ပေးမယ်ကြောင်းရဲ့ရဏမှာအနီရောင်ပါတော့ကြောင်းရဲ့ရဏကြောင်းရဲ့အမျိုးအစားဟာကံပွန်းလက်ပွန်းစေမယ်ကိုယ်တော့ကံတို့ထူချမယ်အရှိတောင်အရှိရဲ့ဆုအရှိရဲ့ပိုင်းနေညာအိမ်ညာနေခရီးထွက်ခွာတာလေတွာလာလောက်ကင်မှုတွေစနေသားသမီးရှောင်ပေးရမယ်တဏ္ဍနာသားသမီးတောက်ကြသားသမီးနဲ့တဟာစတာမသိမမြတ်တွေကြုံရတတ်တယ်ပြိုးရွယ်ငယ်ရွယ်သူတို့ရဲ့မေတ္တာတရားတွေကောင်းမွန်မယ်ဆိုင်မစင်ပုံမစင်မမြောင်လည်းပဲအိမ်တော်ရသားကြားတာတွေရှစ်ရှင်းမေတ္တာမြားတာတွေအရှိစစ်အရှင်းမှမေတ္တာကံတို့ထူးခြားအကျိုးပေးတာတွေကြုံပေးမယ်ထူးခြားကောင်းကျိုးပြူတာတွေစုံတွေ့ရမယ်ဂယုစိုက်ပေးရမှာကတတိပြုရမှာကမတိနားမလဲပဲကိုမလုတ်တဲ့ကိစ္စရက်တွေနဲ့ပတ်သက်ပြီးအယောအစာပေးရတာတွေတောင်းဝင်ယူမှုတောင်းဝင်ခံမှုမစင်မဆိုင်အလွဲသုံးစားခံရတာတွေအစားထိုးခံရတာတနည်းအားဖြင့်လုပ်ငန်းနဲ့ပါလုပ်ငန်းရှင်နဲ့ပတ်သက်တာတနည်းအားဖြင့်လုပ်ဖို့ကံဖက်နဲ့ပတ်သက်ပြီးတစုံတဦးတဲ့အမားရွနဲ့ပတ်သက်ပြီးမိမိပေါ်မှာမိမိကိုအစားထိုးလိုက်တာမိမိကိုလွဲရှားတာခေါင်းပုံချတာတောင်းခံဖြည့်ရှင်းဆောင်ရွက်ရတာတွေကြုံတွေ့မယ်ဂယုစိုက်ပေးရမယ်ရောင်မဝယ်မကိစ္စရက်တွေမှာလည်းလိုင်းလံဥညီဖိမဆောင်ရွက်ရတာတွေကြုံမယ်တာရေးနာရေးရဲရေးရွာရေးလုံမွေးကိစ္စတွေဆောင်ရွက်ဥညီပေးရမယ်တနည်းအားဖြင့်ကိုယ်နဲ့ခင်မင်းရင်းနေတဲ့သူတွေကိုတပ်ဖန်လိုင်းနဲ့ဥညီပေးရတာတွေကျေးသူရှိဖူးသားသူကိုကျေးသူပြန်လဲဆက်ခွင့်ရတာမျိုးတွေကြုံရဆုံရမယ်ဘုဒ္ဓကံတို့ထူးခြားမယ်ကံနေလက်တွေလည်းထူးခြားအောင်မြင်မှုတွေဖြစ်မယ်မွေးနံတော့စနေကြိုတောင်းမှာတာကူယုတပတ်ကံများတာကူယုတပတ်ကံများနေဖျားမှာပဲဖြစ်ဖျားစိတ်ဒီမှာဖြစ်တာကူယုတပတ်ကံဖျောင်းနိုင်ကိုယ်ဒိဋ္ဌံပြုတ်ပြီးတော့ဆုတောင်းမြတ်တာဖို့ပြကတ်လို့ပူဆော်ပေးမယ်လူမျိုးကွဲဘာသာချားမြလဲစနေနေ့ဧပြီလ19ရက်ဥဒကုလာပြည့်ကျော်ခုနှစ်ရက်ဧပြီလ26ရက်ဧပြီလ26ရက်နေ့ဥဒကုလာပြည့်ကျော်14ရက်လားကွယ်နေ့လားကွယ်စနေနေ့ဒိဋ္ဌံပြီးတော့တာဘူးယဝိငါစတုတိတာကျွေးမွေးတာဒါနာပြုတာတာကူယလက်ဆောင်ပေးလိုက်တာတာကူယကျွေးတာကံထူးကြမယ်ဘာသာချလူမျိုးချတော့လဲတာကူယ
ဝိငါလိုရတယ်ဘုရားစေတီမှာတေးသေးချာချာစနေသားသမီးတွေဒိဋ္ဌံပြောကတ်လို့ကိုစောချင်းအဖြစ်ကန့်နေနေတာလေကန့်ညမ်းနေတာလေနဲ့ပြေပြောက်ပါပြောက်မယ်ကံကောင်းခြင်းလက်ပွင့်ခြင်းလုံငန်းစိပါဖြစ်ထွန်းခြင်းစိပါကံတာပတ်သက်ပြီးဖြစ်မယ်နည်းနည်းလေးစေတနာဝေဒနာဖြစ်ပြီးအလွဲသုံးဆခံရတော့အထုကယူဆိုင်ရမယ်နော်အထုကယူဆိုင်ပြရတတိပြုတ်ပေးပေါ်လားဆရာအနေနဲ့မေတ္တာရက်ခံတယ်စိတ်ရှိတယ်သိခံတတ်တဲ့စနေသားသမီးတွေအတိုင်းတာထက်လွန်နိုင်တော့ဒေါသတွေပေါက်ပဲတရားတယ်မျက်မျက်နာတွေထိုးခွဲရိုက်ခွဲတတ်တဲ့စိတ်လေးတွေရှိရဲ့စိတ်ကြီးတယ်သတိထားပေးပါနည်းနည်းလေးစိတ်ပန်းလိုပန်းနေတယ်ရင်ဆိုင်ဖြစ်ရှင်းရမယ်တောက်စားမုံကြီးရန်ကစိတ်အနောက်ရှက်ဒုက္ခပေးသူတွေကြောင်းမလို့ဒေါသတွေတော်တော်ထိန်ချရမယ်အဲဒီမှာမိသားစုဝင်ထက်မှာအပေါင်းတဲ့မိတ်ဆွေမှာထိုးသူတို့ရဲ့ပတ်သက်တဲ့ကိစ္စတွေကိုအတက်နိုင်တော့ဝေးချောင်းပါတောက်စားတတ်သူမွေးစေဝသုံးဆက်တတ်သူကွန်ဆတ်လိုက်တနည်းအားဖြင့်ပြောရဆိုရခက်ခဲတဲ့ကောင်းကြောမာတဲ့သူတွေနဲ့ကြုံရဆုံရပြီးတော့တောက်စားနောက်ချက်ဒုက္ခပေးတဲ့သူတွေတောင်းစနေသားသမီးတွေရင်ဆိုင်ဖြစ်ရှင်ကြုံရဖို့ဇာတာကဟာဒီနေ့နဲ့2025မြန်မာတက္ကရာ1380ခုနှစ်မှာကြုံရကိန်းထဲမှာရှိတဲ့သတိထားရမယ်အထွန်ထိပ်ကအထွန်ထိပ်ကောင်းကိုရောင်လန်းနိုင်မယ်အောင်မြင်နိုင်မယ်ကုသိုလ်ကံထုံးမယ်ပြေပါနိုင်ငံရခြားခရီးကိစ္စတွေနဲ့အောင်မြင်မယ်တေဝါစောက်လို့ရနေပဲလုပ်ငန်းကိစ္စတွေလည်းအောင်မြင်နိုင်မယ်ကုသိုလ်ကံတို့တမှုထူးခြားမယ်အိမ်တော်တဲ့အိမ်တော်ရှင်များကိုအိမ်တော်ကြီးတော်နဲ့စိတ်အခက်မသိနိုင်ကြုံရဆုံရမယ်ခကျူးဆိုင်ပြီးဖို့တတိထားပြီးဖို့စာမြတ်တာရက်ခံပါရစေဘုရားစေတီမှာဆရာညွှန်ကြားတဲ့တာကူယုတ်တရားလေးကိုသိသိချာချာမှာပြတ်မကွက်ဘုရားနိုင်စေပြီးတော့ထွန်းညစ်ဖို့ဆိုတောမြတ်တာပို့ပေးပါကောင်းကျိုးတို့ထူးခြားမယ်တိတ်ကိန်းကနဲ့ခုနှစ်ကိန်းကနဲ့တုံညာကိန်းကနဲ့ကောင်းကျိုးထူးခြားမယ်ကောင်းကျိုးပေးပါလိမ့်မယ်ခုနှစ်ရသားပြီးခုနှစ်နေနံထက်ကစနေသားသမီးတွေကဒုတိယကံထိုးရှင်ကံစာတအမြင့်ဆုံးစာတာရှင်တွေဖြစ်တယ်ဆရာရဲ့မြန်မာနှစ်သက်1389ခုနှစ်ကံကြာမာကံစာတာဟော့စတာနဲ့ပတ်သက်၍မသိနားမလဲတာများမသိမရှင်းဟလားနော်မရှင်းမလင်းတာများရှိခဲ့တော့ဆရာရဲ့ဖုန်းနံပါတ်ဖြစ်တဲ့39 45လုံး3934ခွန်9လုံး6နဲ့တင်5ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဆရာရဲ့ဗီဒီယိုလက္ခဏာဆွေးနွေးဟောပြောနေတဲ့ဟောကန်လိပ်စာတွေကဆိုလို့ရှိရင်မတ်တိုင်ကတာဂေတာကြောက်တိုင်မတ်တိုင်ဆင်းရမယ်ကပီတယ်မကတ်ကြီးကြီးကိုရှိတယ်ကပီတယ်မကတ်ကြီးရဲ့ဘေး ACD လမ်းထက်တိုင်နံပါတ်200နဲ့ခွန်မြင့်ကြီးထက်ကမ္မောစပင်ရဲ့နောက်ကျောမှာဆရာရှိပါတယ်မနက်9:00နာရီမှညနေ9:00နာရီထိ9:00နဲ့9:00ရဲ့သားသမီးများယနေ့ရဝိပြေတွင်းပြပအနေနဲ့ရရမဗေဒီမိတ်ထမင်းရှင်များအမြဲတမ်းဆွေးနွေးအားပေးနေတဲ့မိတ်တိမိတ်ဟောင်းမိတ်ဆွေများအားလုံးထုချေတို့တန်ပါတယ်ကံကြမ္မာကံစာတာတင်ပြဆွေးနွေးဟောပြောချက်နဲ့ပတ်သက်ရအမှားအယွင်းများရှိခဲ့တော့ဆရာရဲ့တွက်ချက်မှုအမှားတန်တဲ့ဖြစ်ကြောင်းကိုလည်းထန်လောင်းပြောကြပါစေ။ဤနဲ့မှာကြုံရဆုံရဘေးဆိုရန်ဆိုအန်ဒေဆိုအပေါင်းကင်းစင်ဝေး၍စိတ်ဤကြမှာကိုရချမ်းသာအလိုလန်းနဲ့ရေဆွတ်မကွာလူတန်းပေးကနိုင်ကြသောစနေသားသမီးများအားလုံးဖြစ်ကြနိုင်ကြပါစေလို့လည်းအထူးဆုံးမကန်ဆိုတောင်းမြတ်တာပို့တဲ့ခုနှစ်သားသမီးအားလုံးဘေးရအခါခက်သိကင်းစင်ဝေးပါစေကုန်တည်းအားလုံးကြမှာချမ်းသာအောင်မြင်ကြပါစေမင်္ဂလာပါ